ဒီတစ်ပတ်10ချိန်မြောက်ဗီဒီယိုပိုင်းနေမတင်ပြတာလဲတော့ကြားနေပြီအဲ့တော့တချို့တလေကြတော့လဲအကွက်ရွှေ့တွေတင်တာတချို့တလေကြတော့လဲအပေါ်ကနေစီးကြောလား၄ပဲ၄က5ကအဲ့တော့ကျွန်တော်လည်းကြည့်တော့ကြည့်ပါတယ်သူတို့ဟာတွေလဲအဲ့တော့ရိုးနေပြီအဲ့တော့လက်တွဲ site တွေရောကျွန်တော်ကြည့်တာကြတော့နည်းနည်းထူးဆန်းတယ်အမထူးဆန်းလားမထူးဆန်းလားကြည့်လိုက်ဒီမှာတစ်ချက်ကြည့်လိုက်ခွန်ခါကိုခါခွန်ခါတစ်ကိုခွန်ပေါ့ဒီလိုလေးပြည့်တယ်နောက်တစ်ခါဒီမှာတစ်လျှောက်နောက်တွဲကိုခါ3ခါ3ပိတ်တစ်လျှောက်နောက်တွဲကိုခါ3ပိတ်ခွန်ကိုခွန်တစ်ကိုစောတစ်လျှောက်နောက်တွဲကို3စောအဲ့ဒီရဲ့နောက်မှာ630ဘယ်လိုတွက်တုံးဆိုရင်ကြည့်လိုက်ဒီ915ဆိုတဲ့သုံးလုံးပေါင်းရင်1ပါဝါ6အလဲကော954ပေါင်းရင်8ပါဝါ3နောက်ပိတ်3ည2 3ပေါင်းရင်5ပါဝါ3ညအဲ့လိုထွက်တယ်630အထောက်တရားရှင်းမှာခွန်ခါကိုခါခွန်ခါတစ်ကိုစောင်းတစ်လျှောက်နောက်တွဲကိုခါ3ပိတ်အဲ့ရဲ့နောက်မှာထွက်တာအဲ့ဒါ2000နဲ့မှ2ခုနဲ့မှထွက်တာအခုဒီမှာလာပြီကျိုးတော့2025မှာဘာထွက်မလဲဆိုကြည့်လိုက်တော့ခွန်ခါကိုခါခွန်ခါတစ်ကိုစောင်းတစ်လျှောက်နောက်တွဲကိုခါ3ပိတ်ရဲ့နောက်မှာဒီသုံးလုံးပေါင်း8ပါဝါ3ထိပ်အလဲသုံးလုံးပေါင်း3ညပါဝါ5ခါအပိတ်သုံးလုံးပေါင်း4ပါဝါ9ပိတ်359ဆိုတပေါက်တယ်နော်359ပြန်ပြောမယ်ထိပ်သုံးလုံးပေါင်း8ပါဝါ3ထိပ်အလဲသုံးလုံးပေါင်း3ညပါဝါ5ခါအပိတ်သုံးလုံးပေါင်း4ပါဝါ9နောက်ပိတ်359ဆိုတပေါက်တည်းထိုးလိုက်ဒါပဲနော်အပေါက်တီးပြောပြ